ုန်းပေစီတော့နဲ့အင်တာနက်အသုံးပြုနေလေပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မျိုးမျိုးဖြစ်ပါတယ်အင်တာနက်ကိုဖုန်းပေစီတော့နဲ့ဘယ်လိုအသုံးပြုရမလဲဆိုတော့ကိုဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်တော့မယ် let's go ကျွန်တော်လည်းအခုလက်ရှိဖုန်းဝင်မထည့်ရသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် free သုံးတဲ့ VPN နဲ့ပဲသုံးနေပါတယ်ဆိုတော့ကျွန်တော်သုံးလို့အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ပိတ်တဲ့တွေကိုလည်းကျွန်တော်လုံးကိုအသုံးပြုလို့ရအောင်လို့ကျွန်တော်ပြန်လဲမြောက်ပေးချက်ဖြစ်ပါတယ်ကျွန်တော်ဒီတဲ့ APK မှာပြထားတဲ့ဖုန်းဝင်စီလို့ဖြစ်တဲ့ဖုန်းနံပါတ်နဲ့ဆင်းကပ်ကိုကျွန်တော်အသုံးပြုတာမတူဘူးလားဆိုတော့ဒီမှာတရားလေးစစ်ကြည့်ပေးပါအင်တာနက်ကိုကျွန်တော်လိုမျိုး free အသုံးပြုဖို့ဆိုရင်မိတ်ဆွေတို့ဖုန်းထဲမှာ HTTP ဆိုတဲ့ VPN လေးကို download ဆွဲထားဖို့လိုအပ်ပါတယ်နော်ဆိုတော့ကျွန်တော်အခု TikTok ထဲလည်းကျွန်တော်ဝင်ပြပါမယ်ဒီဗီဒီယိုကလုံးဝဖြတ်တောက်ရှားနေမရှိပါဘူးเนาะဆိုတော့မိတ်ဆွေတို့တစ်ချက်ကြည့်ကြည့်ပါกระจกก็ไม่ติดวันนี้เราได้สัม堆来扫码但是在这个เป็นคนสวยတရားမင်းပဲကောင်းတယ်ဒါမျိုးကြီးစီฉันในเมื่อก่อน โอเคဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်မိတ်ဆွေတို့လည်းကြည့်ပြရဆိုတော့ VPN အသုံးပြုနေလေကိုချက်လောက်ကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့မိတ်ဆွေတို့က HTTP ဆိုတဲ့ VPN လေးကို Play Store ထဲမှာတွားရောက် download ဆွဲရမှာပဲဖြစ်ပါတယ်ဆိုတော့ Play Store ထဲရောက်ပြီဆိုရင် HTTP လို့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးတော့ HTTP လေးကို download ဆွဲလိုက်ပါdownload ဆွဲပြီးရပြီဆိုရင်ကျွန်တော်ရဲ့ Telegram link လေးကိုဒီဗီဒီယိုအောက်မှာနှိပ်ချထားပေးပါမယ်ဆိုတော့မိတ်ဆွေတို့ကအဲ့ဒီ Telegram လေးကိုနှိပ်လိုက်ရပါမယ် Telegram လေးရောက်ပြီဆိုရင်ကျွန်တော်ချထားပေးတဲ့ file link လေးကိုမိတ်ဆွေတို့ကနှိပ်လိုက်ပါနှိပ်ပြီးရဆိုရင်စောစောက download ဆွဲထားတဲ့ APK လေးကိုထပ်နှိပ်လိုက်ပါဒါဆိုရင်မိတ်ဆွေတို့က connected လေးနှိပ်ပြီးတော့စတင်တုပ်ပြလို့ရပါပြီဆိုတော့အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ဆုတောင်းလိုက်ပါတယ်ကျွန်တော်လည်းဖုန်းကမရှိတော့တဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်နာသွားပါတော့မယ် Okay အားလုံးပဲတတ်တာ